ဒါကတော့ဗီဒီယိုရိုက်ထားတော့ကြာပြီပေါ့နော်ဖင်လန်ကိုရောက်ချင်းသွားပြီးတော့မဝယ်နိုင်တဲ့ဟာတွေကိုဆက်စုထားပြီပေါ့နော်အတူတူလိုက်ပြီးတော့ဈေးနှုန်းတွေလိုက်ကြည့်ပြပါဦးရှင်ယူရဆက်စီးတော့မှာတရားတယ်နော်။ဒါဟိလာရဲ့ချိန်ကျရင်ဒီဂိမ်းကြီးစော့နိုင်တာ။ငါဒီဂိမ်းကြီးစော့နိုင်ရ။အသားကတ်တွေခေါင်းစွပ်တယ်လက်အိတ်တွေဈေးတွေကတော့အနားတော့မကတ်နိုင်ပါဘူးအသစ်ဈေးပေါ့နော်ဒါတွေကအဟောင်းဈေးဆိုတော့အနည်းဆုံး9ယူရို6ယူရိုကနေရှိရင်cosmetic ကတော့ဒီဇိုင်းမျိုးစုံပဲတော်လဲကြီးရယ်တရေတော်ကြခဲ့ပါတယ်အဲ့တော့မမြင်ဘူးတဲ့စိတ်တွေမျိုးစုံနဲ့ဆိုတော့ကြည့်လိုက်တာဒီမှာလူတော်အနိုင်နိုင်စားနေရရပါကြောင်းတိုင်းနဲ့ခွေးသာကြောင်းတိုင်းခွေးကကြောင်းသားရောက်နဲ့တန်းလာပြီအသိနစ်လာရှာပြီဒီအတန်းမှာတော့အရသာတွေနေထားတဲ့အသားတွေငါးတွေပေါ့နော်ဒီအတန်းကတော့ဟင်းချက်ထောပတ်နဲ့ထောပတ်မျိုးစုံမီယောနီစ်မျိုးစုံပေါ့ဒီမှာတော့ငါးမျိုးစုံပေါ့နော်ငါးဟိုအချင်စိန်ထားလားပါလားတော့မသိဘူးအဲ့ဘူးတွေလည်းအများကြီးပဲဒါတော့ cake နဲ့ donut မျိုးစုံပေါ့နော်ဒီဘက်တန်းမှာတော့ cheese မျိုးစုံပေါ့ cheese ဒါကတော့အသားပြားမျိုးစုံပေါ့နော်ပါမုံနဲ့တွဲပြီးတော့စားတဲ့အသားပြားလေးဘက်ကတော့စီအမျိုးမျိုးနဲ့ဒစိမ့်မျိုးမျိုးစီမျိုးမျိုးပေါ့နော်ပြီးတော့ဒီမှာက
အရသာမျိုးစုံနဲ့ mayonnaise တွေရှိရင်ပြီးတော့ sauce တွေရှိအမျိုးအစားလည်းတော်တော်စုံတယ် ဒါဟိခအမွေးကြိုင်ပါညာတရက ဒါကတော့တစ်စိတ်အမျိုးမျိုးနဲ့ဆန်ပေါ့နော်အမြဲစားပြီးတော့ဈေးသက်သာတဲ့ဟာကတော့ extra အစိမ်းရောက်တစ်စိတ်လေးကမစိုးဘူးပေါ့နော်ဒါကတော့ဒိန်ချင်ပေါ့နော်ဒိန်ချင်ကိုအရသာမျိုးစုံနဲ့ထုတ်တာဒိန်ချင်ကတော့အပေါ်ဆုံးပဲနွားနုကတော့အပေါ်ဆုံးပဲဒီဘက်ကတော့အသီးချိုရည်မျိုးစုံနဲ့အသင်းတောက်အချိုရည်မျိုးစုံပေါ့နော်ဒါတွေကတော့oven နဲ့ microwave မှာ5မိနစ်10မိနစ်လောက်နဲ့နှွေးပြီးစားလို့ရတဲ့အသားလုံးလေး တခါလေးလောက်ထားပြီးတာ coffee နဲ့တွဲပြီးတော့တောက်တဲ့coffee ဖြောတဲ့နှုတ်ရည်ပေါ့နော်အဲ့လိုပဲပြောရမှာပဲဒီဘက်ကတော့အရင်ကြက်တည်ရှိပြီးလှလာတဲ့ဘီယာမျိုးစုံပေါ့နော်ဒီဘက်မှာကတော့ Coca-Cola မျိုးစုံပါပဲ See you in the next video bye